ဆောင်းမုံကြီးပါမှာစပိုင်ရှင်ကိုအောင်စိုးဦးစီးလို့တီထောင်ထားတယ်ဟေးတဲ့ကျော်ပေါင်းဆက်ကြီးပဲဖြစ်ပါတယ်ဟေးဒါတွေကြားနေရတယ်ဒါတွေကိုကြားနေရတယ်လောင်းသလိုလိုပြောင်းသလိုလိုနဲ့အရေးချင်းမရှိအရေးသွေးမရှိတဲ့မင်းတို့ရဲ့ခလေးတသားပါမွားစီအတန်လေးတွေကိုကြားနေရတယ်မင်းတို့အားလုံးဘေးကိုကတ်မင်းတို့အားလုံးဘေးကိုကတ်တာငါဟိတ်ကြကြော်လာပြီအေးဝတီတိုင်းဒေသကြီးကံကြီးတော်မျိုးနဲ့အောက်တကုန်းနိုင်အုပ်စုဇောင်းပုံကြီးပါကကိုအောင်စိုးဦးစီးလို့တီတောင်ထားတယ်ဟိတ်ကြကြော်လာပြီဟိတ်ကြကြော်လာပြီဝါဟိတ်ကြကြော်ရောက်လာပြီဟိတ်ကြကြော်ရောက်လာပြီအပန်းဘေးတစားစားနဲ့ဒီကျေကစိတ်ကိုရတဲ့ကိုရတော့ကစားခွက်ကလိုက်စမ်းမမကြောက်တယ်လို့နောက်ရကနေထွက်လာတာနော်စိတ်ကိုတော့ကစိတ်ကိုပြီးဘွားတင်းလာမလို့နဲ့ညာပေးမဲ့ဒီမှာငါဟိတ်တကြောမပါဘူးငါဟိတ်တကြောမပါဘူးကွာတော့ကလိုက်စမ်းမတော့ကလိုက်စမ်းမကွာကိုအောင်ကြည့်တဲ့ဖေကောင်းကြပြီးနေကြတဲ့မိတို့ကောင်းတွေကိုစုံမဝတ်တော့ငါဟိတ်ကြောရောက်လာပြီမင်းတို့အားလုံးကိုစုံမပေးဖို့အတွက်မင်းတို့ရဲ့ကိုကြီးငါဟိတ်ကြောရောက်လာပြီမိကိုကြီးလာတယ်အားလုံးမင်းလေးကိုကတ်မင်းလေးကိုကတ်နေလိုက်မင်းလေးကိုကတ်နေလိုက်ကွာမိုက်တဲ့ကောင်ထုတ်ခဲ့တိုက်တဲ့ကောင်ထုတ်ခဲ့တော်ဝေရုံးစုမပဲတွတ်ရောဝေရုံးစုမပဲတွတ်ဟိတ်တကြောဆိုတဲ့ငါကခယူမဆိုင်ဘူးဖေးအောင်အထင်မကြီးဘူးလောဝအောင်ဆိုအထင်မကြီးဘူးကွာဒါရှိတွတ်ခဲ့လိုက်ဒါရှိတွတ်ခဲ့လိုက်စိတ်ကိုယ်တော့ကစိတ်ကိုပြီးဘယ်ပတ်ပြေးနေတာလဲဟေးဘယ်ပတ်ပြေးနေတာလဲမင်းတို့ကိုစုံမဖို့အတွက်ငါဟိတ်တကြောရောက်လာတာငါဟိတ်တကြောရောက်လာတာအကွေးကိုတစားစားတပြီအခုတော့မှပတ်သက်ပြီးပြေးမနေနဲ့ငါဟိတ်တကြောကညာဘေးမှာမဟုတ်ဘူးညာဘေးမှာမဟုတ်ဘူးဖေးဘယ်လိုကြည်ရတာလဲမဗရာမြေလူအပြစ်နဲ့ကြောက်သွားပြီလားကြောက်သွားပြီလားအခုနာတော့တာပတ်စင်နေရတယ်ဒေသနာအော်ရီယိုဘောက်ဆက်ကြီးကတော့မျိုးမျိုးအနေနဲ့ရရကချစ်ပရိသတ်ကြီးတို့ရဲ့အားပေးမှုနဲ့အတူရောက်ရှိလာတဲ့ပြိုင်ဆိုင်မှုရဲ့စီဝိုင်းလေးမှာရှင်ပြိုင်မှုတွေနဲ့အတူပြောပြေကတင်ဆက်ပေးနေတဲ့ဒေသနာအော်ဒီယိုဘောက်ဆက်ကြီးကတော့အေယာဝတီတိုင်းဒေသကြီးကံကြီးတော်မြို့နယ်အောက်တကုန်းနိုင်အုပ်စုတောင်ပုံကြီးပါကစပိုင်ရှင်ကိုအောင်စိုးဦးဒီလိုတီတောင်ထားတယ်အားလုံးတက်ကကြော်မကြော်ဟိတ်ကကြော်ဟိတ်တကြောဒေသနာဘောက်ဆက်ကြီးပဲဖြစ်ပါတယ်ခင်ဗျာဟိတ်တကြောဒေသနာဘောက်ဆက်ကြီးမှာရိုက်ဆိုင်မှုကိုအဓိကထားသောကြောင့်မိဘပြည်သူတို့တေတချင်းလေးများရောပြေဒေသသုံးတော်ခရတွင်လေမာယိုမှုလေးများဇုံနေရာပါရှိခဲ့ပါကစေတနာထားမြစ်တာထား၍
နာတော်တာပန်းစင်ခွင့်ရုပ်ပေးကြပါယံမြတ်တာရကံတောင်းမရင်တစ်ခေါက်တစ်ခါအရောက်လာကရောပြီးတင်းဆက်အတော်တော်ကလေးရရှိတယ်ဒေသမှာအော်ရီယိုဘောက်ဆက်ကြီးကတော့ကောင်းပုံကြီးပါမှာကိုအောင်စုဦးစီးတို့တည်တောင်ထားတယ်ဖေးတဲ့ကျော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 ်ဘောက်ဆက်ကြီးပဲဖြစ်ပါကြောင်းချစ်တော်ပရိသတ်ဘောင်းတို့ကိုတည်ကောင်းပါရင်ခလေးတတာပွာမားစီကလေးနဲ့စိတ်ခေါ်နေတဲ့ကောင်တွေကိုလည်းဆယ်နှစ်ကြိုးစားထားလိုက်ပါဦးလို့ဟိတ်တဲ့ကျော်တင်းနန္ဒာကြီးကနေမင်းတို့အားလုံးတတိပေးလိုက်တဲ့